ဖယားဘယ်နေရာမှာအလုပ်လုပ်လို့ရလဲဆိုရင်သူ့ကိုချီးမြှောက်တဲ့နေရာတနည်းအားဖြင့်တင်းရဲ့ program အဓိကမဟုတ်ဘူးတင်းရဲ့အစီအစဉ်တွေအဓိကမဟုတ်ဘူးလာဟောတဲ့ဆရာအဓိကမဟုတ်ဘူးဟောတဲ့ဆရာတွေကလည်းဝိညာဉ်တော်မဆာမှာပဲဖြစ်မှာမဆိုင်ကြိုက်တဲ့လူဟောဖယားအလုံးမလုပ်ဘူးဆိုရင်ဘယ်သူမှမပြောင်းလဲဘူးကြိုက်တဲ့ကဘာကျော်လာဟောဘာမှပြောင်းလဲဘူးအရေးကြီးတာကဒီအစီအစဉ်အားလုံးရဲ့အချုပ်ကယေရှုပဲချီးမြှောက်ခံထိုက်တဲ့ဖယားလည်းယေရှုပဲလူတွေတိကျွမ်းသွားမှလည်းယေရှုကိုပဲအဲ့ဒီပွဲတစ်ခုလုံးကယေရှုချီးမြှောက်ပြီးယေရှုရသွားတယ်ဆိုရင်တမ်းပြီဟဲ့တမ်းပြီဟိုးတုန်းကတော့ယေရှုအကြောင်းသိခဲ့တယ်ဒီပွဲလာတော့ငါယေရှုနဲ့နဖူးတွေတွေ့သွားပြီတန်သွားပြီဒါပဲလို့ရှင်တယ်ဘာကိုပြောချင်တာလဲဘယ်နေရာမှာဖယားရှိတာလဲဖယားကိုလူတွေကိုဖယားကိုရစေခြင်းနဲ့နှလုံးသားပဲရှိတာမို့ကိုယ့်ရဲ့ပတ်စံကိုယ့်ရဲ့အစွမ်းအားတွေအကုန်လုံးကိုထုတ်ပြီးတော့ထည့်ပြီးတော့မှလုတ်တဲ့နေရာတိုင်းမှာဖယားလုတ်တယ်လူတွေအရန်သိရင်ကောင်းပါပဲမလုံနဲ့တင့်မှာအချိန်ရှိတယ်တင့်မှာပတ်စံရှိတယ်တင့်မှာခွန်အားရှိတယ်အဲ့ဒီအားလုံးစိုက်ပြီးတော့မှလူတွေရစေခြင်းလှုံသားနဲ့မျိုးစေ့ကျဲတဲ့အရာတွေအားလုံးရိပ်လဲလွတ်မြောက်တယ်လူတွေအဲ့နေရာဘုရားလို့ရတဲ့နေရာပဲတောင်ဆရာရဲ့တနင်္လာနေ့မနေ့ကတနင်္လာနေ့တိုင်းဆရာအမှုတော်ဆောင်တွေဆရာအများနဲ့တင်တယ်ဒီထဲမှာလည်းဆရာအမှုတော်ဆောင်တွေပါတယ်ဆရာဘာတင်လဲဆိုတဲ့အခါဆရာလို့သူများနဲ့မတူတဲ့ကောင်းကြီးတွေခံစားရတယ်နော်လို့ဝိညာဉ်ကကောင်းကြီးပဲမို့ဒီအရာဝတ္ထုပိုင်းဆိုင်ရာမှာလည်းဆရာကောင်းကြီးတွေအများဖြစ်တယ်ဘာကြောင့်လဲသိလားလို့သူတို့ဆရာတင်ပေးတယ်ပထမချက်ဆရာဟာစာမှုတော်ဆောင်တဲ့ရယူခြင်းနဲ့စိတ်နဲ့အမှုတော်မဆောင်ဘူးလို့ရယူခြင်းနဲ့စိတ်ဆိုတိလာညီကိုမောင်အမှုတော်ဆောင်နေထဲမှာရှိတယ်ဘာလဲဆိုတော့ကိုအဖြစ်တထေးတယောက်လွတ်မြောက်သွားတယ်ဆိုပါစို့ကိုအဖြစ်တထေးတယောက်လွတ်မြောက်သွားအဲ့ဒီတထေးတယောက်ဆရာနေပြန်မျှော်တတ်တဲ့အကျင့်ဟာဖယားလုံးဝမကြိုက်ဘူးကိုအဖြစ်လူတယောက်လွတ်မြောက်သွားသူတထေးဖြစ်မယ်မီလီယံနာဖြစ်မယ်ဆင်းရဲတဲ့သူဖြစ်မယ်အဲ့ဒါအရေးမကြီးဘူးဆရာစီလာတဲ့မီလီယံနာမကလို့ဘီလီယံနာပဲဖြစ်ဆရာသူ့ဆရာဘာရမလဲဆိုတာမစင်စားဘူးငါဘာပေးရမလဲဒါပဲမြဲစဉ်းစားတယ်နှုတ်ကပတ်တော်ပေးမှလား तू ဘာလိုအပ်လဲဆရာပေးဖို့ပဲအမြဲစဉ်းစားတယ်နှုတ်ကပတ်တော်ပဲပေးတာမဟုတ်ဘူးညီကောင်မောင်မတို့ဆရာအမြဲတမ်းပေးဖို့ပဲစဉ်းစားတဲ့အတွက်ကြောင့်မင်္ဂလာပါလာသီလားပေးနိုင်ဖို့ပဲဖယားမဆတယ်ပေးဖို့ပဲအမြဲစဉ်းစားယူဖို့မစဉ်းစားနဲ့သင်ယူဖို့စဉ်းစားတဲ့အခါမှာသူများစီကယူနေရတဲ့ဘဝနဲ့ပဲဘယ်တော့မှအဆုံးမတတ်နိုင်တော့ဘူးအမှုတော်ဆောင်မှမဟုတ်ဘူးညီကိုမောင်မတို့ယုံကြည်သူတွေမှန်ရင်ဘယ်သူကမြတ်ငါ့ကိုဘာလာလုတ်ပေးမလဲဆိုတဲ့ရယူခြင်းတဲ့စိတ်ဓာတ်ကြီးကိုမမွေးပါတော့နဲ့ညီကိုမောင်မတို့မမွေးပါနဲ့ဖြစ်တတ်လို့ပါလူကလည်းဒုက္ခရောက်လာတဲ့အခါမှာဖြစ်တတ်တယ်နည်းနည်းပါးပါးဘသူကူညီမလဲဆိုတော့တကယ်တော့ဒါဝိမင်းကြီးရှင်းပြောထားပြီးသားငါ့ကိုမဆာခြင်းအကြောင်းကပေါ်ထွက်တော်တောင်းရတော့ငါမျှော်ကြည့်တယ်တဲ့ပြောချင်တာလူဖြစ်သောကြောင့်တော့ဒုက္ခထဲမှာဘသူကူညီမလဲဆိုတာမျော်လင့်တတ်တဲ့သဘာဝရှိပါတယ်တဲ့တောင်းဆိုတာကမြေကြီးပေါ်မှာအမြင့်ဆုံးပဲကိုယ့်ထက်မြင့်တဲ့သူကိုယ့်ထက်ပတ်စံရှိတဲ့သူကိုယ့်ထက်အောင်မြင်တဲ့သူကိုယ့်ထက်ရှိတဲ့သူတွေအားလုံးကိုမျှော်ကြည့်တတ်တဲ့သဘာဝလူမှာရှိပါတယ်တဲ့ဒါဝိဒ်ကဒါဟုတ်သွန်သင်တာဒါမဲ့တဲ့တကယ်တမ်းကျတော့ငါဘဝမှာငါရခဲ့တဲ့အရာကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဖရာထံတော်မှပဲမဆာခြင်းကလာတာတဲ့တခြားလမ်းမရှိဘူးတဲ့ဒီမျှော်ရင်ဖရာဆရာပဲမျှော်ဘယ်သူကြောင့်မမျှော်နဲ့ဘာလို့လဲထောက်ပြမျောလင့်တော့သူကအားပြည့်မယ်တဲ့မျောစရာရှိရင်ဖျားစီမှာမျောပေါ့ကိုယ့်ရဲ့ mindset ကိုပြောင်းပလိုက် mindset ကိုပြောင်းလိုက်ဘယ်ချိန်မှာဖျားလှုပ်လဲဖျားတခင်ကိုမျောကြည့်တဲ့လူနေပဲဖျားလှုပ်တာလူကိုမျောလို့ဖျားကိုမျောလို့ဖားတစ်ပိုင်းငါးတစ်ပိုင်းမလုံနဲ့ဖားတစ်ပိုင်းငါးတစ်ပိုင်းဘယ်သူမှလည်းမစားဘူးစားလားမစားလားမသိဒီကင်ရတော့စားလားမသိ I don't know ဖားဆိုလဲဖားစားမယ်ငါဆိုလဲငါစားမယ်ဒါပေမဲ့ကင်ရတော့ဖားတစ်ပိုင်းငါးတစ်ပိုင်းစားလားမသိ I don't know မသိဘူးကျွန်တော်ဖေကတော့အကုန်စားတော့ကျွန်တော်လည်းကြောက်တယ်
ဆိုတော့ဆရာနားလေစီချင်တာဖျောက်လဲဖားပိုင်ငါးပိုင်မလုံးနဲ့ဖျောက်အားကိုလည်းအပြတ်အားကိုဖျားစမမြော့ကွာဖျောက်ပဲစကားပြောကွာငါတို့ကဖျောက်လည်းပြောတယ်ယောက်ျားလည်းပြောတယ်ဟာဘာလည်းမသိဘူးဒီလိုမပြောဘဲဟိုမနေနိုင်တာပြောလဲပြောချင်တယ်ဖျောက်လည်းပြောတယ်ဖျားလည်းကြည့်ချက်လို့ကျမလည်းကြည့်ချက်လို့မဆိုတော့အကွက်တေလုံးနေတာမလုံးနဲ့နော်အဲ့လိုမလုံးနဲ့အမျိုးသမီးတွေကလည်းအရာယောက်ျားဆိုပြောချင်တာလေပြောချင်တာငါပြောမှသိမယ်ဆိုတဲ့အကွက်ပေါ့နော်မသိဘူးသူမသိဘူးဘေးယောက်ျားပြဿနာအဖြစ်မဖြစ်စေချင်လို့ဒါပါဇက်ပိတ်နေကြတာဘေးယောက်ျားမှမိန်းမစကားနားထောင်နေဆိုတာသိမရှိဘူးတကယ်တမ်းကျတော့ဆရာယောက်ျားမို့လို့သိတာသူတို့လှုပ်ချင်တာလှုပ်တာပဲဒီယောက်ျားဆိုတဲ့အမျိုးကလွဲတာမို့ဆိုတော့လေဒါပြောချင်တာသွားပြောမယ်စာဖယားကိုပဲပြောဖယားကနေတော့သူ့ကိုပြောလိမ့်မယ်ပြီးသူ့ကိုဖယားပြောမှ तू ကနားထောင်တာဒီယောက်ျားတွေကနဘောက်သိမ့်မပေါက်ဆိုတော့ပြောချင်တာဖယားလည်းပြောမယ်ငါလည်းဖယားလည်းပြုတ်ပြင်ငါလည်းတခါတည်းပြုတ်ပြင်မယ်ကိုတော့90ကျွန်မ90အဲ့လိုမလုံးနဲ့အဆင်မပြေဘူးညီကိုမောင်မတို့အဆင်မပြေဘူးမလုံးကြနဲ့ဆိုတော့တကယ်မဆာချင်းကဖယားသခင်စီရပဲလာတာညီကိုမောင်မတို့ဒါကြောင့်လေဆရာမဲတမ်းပြောပြတယ်ဆရာရဲ့အသက်တာမှာတရားဖြစ်တယ်နော်လို့ဒါကြောင့်ဆရာရဲ့လက်အောက်မှာမှုတော်ဆောင်နေကြတဲ့ဆရာဝิญဉ်သားတွေသမီးတွေအရောက်စီတဲ့မှုတော်ဆောင်နေအားလို့ဆရာဘာပြောလဲဆိုတော့သူများစီကတစ်စက်ကလေးတောင်မျောတဲ့စိတ်ဝင်လာချက်ချင်းဖယ်ထုတ်ပလိုက် get rid of it ချက်ချင်းပြစ်ထုတ်ပလိုက် no ငါဖျားကိုညှော်လိမ့်မယ်ငါဖျားကိုအားကိုးမယ်ငါဖျားကငါ့ကိုမဆာတဲ့ဖျားရှင်ဖြစ်တယ် provider my god is my provider ငါရဲ့ဖျားငါ့ကိုမဆာတဲ့ဖျားဖြစ်တယ် yes တင်းတကယ်ခံယူရင်ထရာဖျားကိုးစားခြင်းနဲ့လူကိုကိုးစားခြင်းတဲ့တာရွကောင်းတယ်ထရာဖျားကိုကိုးစားခြင်းနဲ့မင်းကိုကိုးစားခြင်းတဲ့တာရွကောင်းတယ်တခါတလေမှာကိုကနည်းနည်းပပအပိုင်အဆိုင်လေးရှိရင်သူတို့ကိုးကွယ်ခြင်းကိုးစားခြင်းတယ်ကိုးကွယ်ခြင်းတယ်မဟုတ်ကိုးစားခြင်းတယ်တကယ်တော့ကိုးစားတယ်ဆိုတာကတင်ကိုးကွယ်ခြင်းတစ်မျိုးပဲအဲ့ဒါမလုပ်ရဘူးကိုးကွယ်ခြင်းတစ်မျိုးပဲအဲ့လိုမလုပ်ရဘူးတင်ဖျားကိုအားကိုးမယ်တို့ဖျားကိုပဲကိုးစားမယ်ဖျားကိုပဲကိုးစားမယ်ငါဖျားကိုးကွယ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်ငါဖျားကိုပဲကိုးစားမယ်ငါဦးလေးဘလောက်ချမ်းသာငါအဖေဘလောက်ချမ်းသာငါအကိုဘလောက်ပဲချမ်းသာငါရဲ့လာမျိုးတွေဘလောက်ပဲချမ်းသာတွားစမ်းမှာသူတို့လည်းချမ်းသာပါစေငါမှလည်းအာဖူးဆိုဖျားရှိတာပဲဆိုတဲ့မာနလေးပေါ့နော်မာတော့မဟုတ်တော့မာနလေးနဲ့ထားပြီးတော့မှဖျားကိုအားကိုးကြည့်ကြရအောင်လို့ညီကိုမာနရှိတာတော့မကောင်းပါဘူးနော်မာနရှိတော့မကောင်းပါဘူးဒါပေမဲ့လည်းပဲအဲ့ဒီမာနလေးတော့ကောင်းသောမာနလေးထားပြီးတော့တွားကြရအောင်ဆရာအားပေးခြင်းတယ်ဆိုတော့တင်စာငတ်ပြီးတော့တိုးဝင်စမ်းပါဒီမိမကဲ့သို့တိုးဝင်လိုက်စမ်းပါနောက်ဆုံးတော့ဘာဖြစ်လဲငါမှလေငါဘသူမှငါဂူးမဆိုင်နိုင်ဘူးဘာကြောင့်လဲငါတိသွားပြီငါကိုလွတ်မြောက်စေမဲ့သူဟာဘယ်ဖာရီရှဲမှာလဲမို့ဘယ်ဇတ်တုကဲမှာလဲမို့ဘယ်ကျမ်းတက်ပုဂ္ဂိုလ်မှာလဲမို့ငါကိုလွတ်မြောက်စေမှာယေရှုပဲအဲ့ဒီယေရှုရှိတဲ့နေရာငါသွားမယ်ကြိုက်တဲ့လူဝေဖန်စေကြိုက်တဲ့သူကဲ့ရဲ့စေကြိုက်တဲ့သူငါ့ကိုသူ့တိုင်းဝဲထုတ်ပြပါစေပြဿနာမရှိဘူးငါသူ့ရဲ့မျက်မှောက်တော်ရောက်ရင်ငါကျေနပ်ပြီဆိုတဲ့မိန်းမတော့လွတ်မြောက်ခြင်းရသွားတယ်တမိုင်းမှာတော့မပါလာတယ် wow history maker ဆိုတာကဒီလိုဒီဇိုင်းမကိုတော့ကိုပဲစာငတ်ချင်းနဲ့တိုးဝင်ရင်ဖယားအချိန်တိုင်းချိမြောက်တာပဲတောင်ကြီးကိုမောင်မတို့တိုးဝင်ဖို့ရန်အတွက်ဆရာအနေနဲ့တခုအားပေးခြင်းတယ်ခမရဒီနေ့ခေါင်းစဉ်ကတော့အခုမှခေါင်းစဉ်စတာလို့မထင်နဲ့အခုအဆုံးသတ်ပါနဲ့အဆုံးသတ်မှာပါဒါမဲ့ဒီနေ့ဟောခြင်းတဲ့အရာလေးရတော့ဗျာယောရှုမတ်စာအခန်းကြီး3ပါခမရအငယ်4မှာပါခမရယောရှုမတ်စာအခန်းကြီး3ငယ်4မှာခမရတစ်တာတော်နှင့်တင်တို့စัจ जा ကိုโอเค3ကနေစဖတ်မယ်ကွ3ကနေစဖတ်တင်တို့ဖျားခင်ထဖျားဤပရိညင်တစ်တာတော်ကို၎င်းတစ်တာထမ်းသောရှေပရောဟိတ်လေဝိသားတို့ကို၎င်းမြင်လင်တင်တို့သည်နေရာပြောင်း၍လိုက်ရကြမည်တစ်တာတော်နှင့်တင်တို့စัจ जा ကိုအတောင်2000ခြား၍ခရီးသွားစေရမည်လိုက်ရသောလမ်းကိုတိမိအကြောင်းတစ်တာတော်အနီးသို့မချင်းမဲ့တစ်တာတော်ဘောက်ပုံဆောင်လဲတခါတည်းပြောမယ်ဖယားရဲ့မျက်မှောက်တော်ဖယားအတူရှိခြင်း
ကိုပုံဆောင်တယ်အဲ့ဒါမှတ်ထားဖယားရဲ့တစ်တာတော့အဲ့ဒီတော့ဖယားရဲ့တစ်တာတော့ဒီချိန်ဒီကာလမှာတော့နားလည်အောင်ပြောမယ်ဆိုရင်တော့ဖယားအတူရှိခြင်းမျက်မှောက်တော်ဆိုတာပါလေ the presence of God ဖယားအတူရှိခြင်းကိုမျက်မှောက်တော်လို့ခေါ်ပါတယ်ဖယားအတူရှိခြင်းကိုမျက်မှောက်တော်လို့ခေါ်ပါတယ်ခမဆိုတော့အဲ့ဒီဖယားသခင်ရဲ့တစ်တာတော်ကရှေ့ကနေသွားတယ်တဲ့အဲ့ဒါနော်တစ်တာနီးတို့မချင်းကလိုက်ပြီဤလန်းတို့တင်တို့ဒီတခါမြမလိုက်ကြသေးဟုလူအပေါင်းတို့ဟာမှားထားကြ၏ယောရှုကလည်းတင်တို့ဒီကိုတန်ရှင်းစေကြလောအကြောင်းမူကားနတ်ဖန်နေ၌ထာဝရဘုရားသည်အံဘွယ်သောအမှုတို့ကိုတင်တို့တွေပြုတော်မူမည်ဆိုတော့ဒီနေ့နှစ်ချက်ရှိတယ်ခမယောရှုကတင်တို့ဒီကိုတန်ရှင်းစေကြလောဆိုတော့အဲ့ဒါတစ်ချက်ကိုတန်ရှင်းစေကြလောအင်္ဂလိပ်လိုဆိုရင် purify yourself ကိုတန်ရှင်းစေကြလောနံပါတ်1နတ်ဖန်နေ၌ထာဝရဘုရားသည်အံဘွယ်သောအမှုတို့ကိုတင်တို့တွေပြုတော်မူမည်ဆိုတော့တခါတည်းမှတ်ထားနံပါတ်2ကနတ်ဖန်နေ၌ထာဝရဘုရားသည်အံဘွယ်သောအမှုတို့ကိုတင်တို့တွင်ပြုတော်မူမည်ရေးထားအဲ့ဒါနံပါတ်2သင်ဘက်ကလောမရပါလေကိုတန်ရှင်းစေကြလော့ဖះလုံးမဲ့လောက်ကပါလေနတ်ဖန်နေမှာထာဖျားသည်အံဘွယ်သောအမှုတို့ကိုတင်းနေပြုမယ်ဆိုတော့တင်ဒီနေ့ purify yourself သင်ကိုတင်ပြင်ဆင်တဲ့အရာကနောက်နတ်ဖျားမှာနောက်နေ့မှာသင်အတွက်မင်္ဂလာဆောင်နေပြီတဲ့ယောဒမင်္ဂလာမို့အံဘွယ်သောမင်္ဂလာတဲ့ဆိုတော့ဒီနေ့ဖះစကားပြောတဲ့အရာက purify yourself ဒီနေ့ဒီပုံမှန်အပြင်တော့ Wednesday Bible study ပေါ့အဲ့တော့ Tuesday အတွက်ဖခင်သခင်က Tuesday မှာဒီနေ့ဖခင်ဘာပြောရမလဲလို့ပြောတဲ့အခါမှာဖခင်သခင်ကခေါင်းစဉ်လေးပြတယ် purify yourself တဲ့ကျွန်တော်လည်းပြောတာပါကျွန်တော်လည်းတစ်ခါတည်းပြောတာပါကျွန်တော်တတ်တာထဲမှာတစ်ခါတလေမှာကျွန်တော်သူများကိုချီနှောင်ထားတဲ့အရာတွေကျွန်တော်သူများကိုဒေါသထွက်တဲ့အရာတွေသူများကိုကြည့်လို့မရတဲ့အရာတွေသူများကိုမြင်ပြင်းတယ်လို့ခေါ်တာပေါ့နော်မြင်ပြင်းဆိုကြည့်လို့မရတာသူများကောင်းစားတာမနာလို့တာဟိုကိုမကြိုက်တဲ့လူတယောက်အကြောင်းကိုကြားပြီးဆိုရင် positive နဲ့ဘလို့မှမတွေးနိုင်တော့ဘူးအထဲမှာ negative ပဲဝင်လာပြီးတော့မှကိုပါရောပြီးတော့မကောင်းဝင်ပြောတတ်တဲ့အကျင့်လေးတွေအဲ့ဒါဒီအကုန်ကျွန်တော်တို့ဟာပြင်ရမယ်အဲ့ဒါကို purify yourself တဲ့ purify yourself တဲ့ဘာကြောင့်လဲဆိုတော့တဲ့ကျွန်တော်တို့နှလုံးတန့်ရှင်းဖို့နှလုံးတန့်ရှင်းခန္ဓာကိုယ်တန့်ရှင်းတဲ့ညီကိုမောင်မတို့ခန္ဓာမတန့်ရှင်းတာနှလုံးမတန့်ရှင်းလို့မှတ်ထားပါညီကိုမောင်မတို့တင်မိမိကိုမိမိဒီနေ့အစပြီးတော့မှစောင့်ရှောက်ဖို့အရေးကြီးပြီမနက်ဖြန်နေ့မှာကြီးတော်မှုပြုတော်မှာဖြစ်တဲ့အတွက်ကြောင့်ဖရာသခင်ဟာမကြာမီအချိန်မှာတင့်အပေါ်မှာအံ့ဘွယ်သောအမှုတွေကိုပြုစေခြင်းနဲ့ဆိုရင်တင့်ဘက်ကလောက်ရမယ့်အလုပ်ကဒါဓမ္မဟောင်းလို့ပြောလိမ့်မယ်ဒါပေမဲ့ဖရာဆရာကိုစကားပြောတဲ့အရာတော့ okay purify yourself လို့ပဲစကားပြောတယ်ဒီနေ့ဖရာဓာတ်ရဲ့စကားပြောတဲ့အရာတော့ purify yourself ဒီနေ့ကျေးဇူးတော်ကာလမှာကျေးဇူးတော်ကြောင့်တင်ရဖရာသားသမီးဖြစ်ခွင့်ရပြီတင်ရဖြောင့်မတ်တော်သူယေရှုကြောင့်ရပြီယေရှုအပြင်တန်ရှင်းတော်သူဖြစ်သွားပြီယေရှုအပြင်တန်ရှင်းတော်သူဖြစ်ပေမဲ့ယေရှုကဘာတင်ပေးလဲဆိုတော့တကူလုံးရေချိုးလာပြီးပြီလို့ပြောတဲ့ခါမှာတကူလုံးကျွန်တော်ရေချိုးပြီးပြီတဲ့တန်ရှင်းပါတယ်တဲ့ဟုတ်ပါတယ်တန်ရှင်းတယ်ဒါပေမဲ့မင်းလောကလမ်းတဲ့သွားတဲ့ခါမှာမင်းချက်တော့ပေးသေးတယ်တဲ့မင်းချက်တော့ပေးသေးတယ်တဲ့ဆိုတော့ဘာတန်ရှင်းခိုင်းတာလဲဆိုတဲ့အခါမှာဝိညာဉ်တော်အပြင်တန်ရှင်းတော်အတ္တတာနဲ့အသက်ရှင်ဖို့ရန်အတွက်တင်ဆာငတ်တောင်းတတဲ့နှလုံးသားတော့ရှိရမယ်ဗျတင်နေခြင်းတလို့နေပြောခြင်းတလို့ပြောလှုပ်ခြင်းတလို့လှုပ်လို့တော့မရဘူးဗျတင့်ကိုဖျားတော့ချစ်တယ်ခမတင့်ကိုဖျားတော့ချစ်တယ်ခမတင့်ကိုဖျားတော့ကျွေးမွေးကြည့်ရှုမဆနေပါအောင်မယ်ခမသို့တော်ညာလည်းပဲကြီးသောအမှုနဲ့အံ့ဩဖွယ်သောအမှုပြုဖို့တော့တင့်မပြင်းစင်လို့မရတော့ဘူးဗျမပြင်းစင်လို့မရတော့ဘူးကျွန်တော်ဖျားသခင်ဒီနေ့ကျွန်တော်ဖျားစကားပြောတဲ့ဟာဟုတ်လားမဟုတ်လားဆိုတာတင်ဖျားနဲ့ယဉ်နီးမေး
Dayay payasiyaw sa kapyora. Purify yourself because I want to do something great in your life. I want to do something new. I want to do something marvelous. So you have to purify yourself. ပြောချင်တာကဟုတ်တယ်ငါ့ကိုငါတော့ဘာမှမလုပ်နိုင်ဘူးလို့တင်ထင်လိုက်မယ်လုပ်နိုင်တဲ့အရာတစ်ခုရှိတယ်ဆုံးဖြတ်ချက်ဗျာသင်ဆုံးဖြတ်ချက်ချတော့ဖရားထံမှာသင်တကယ်တိုးဝင်ရင်ဘလို့တိုးဝင်မှာလဲဆရာရဲ့ဘလို့တိုးဝင်မှာလဲဆရာရဲ့ကျွန်မပြောပြပါလားပြောမယ်ခင်ဗျဘလို့တိုးဝင်ရလဲသင်မကြည့်ရှာပြောပြမယ်သင်ဟာယေရှုခရစ်တော်ယုံကြည်လက်ခံပြီးတဲ့သင်ဟာဖြောင့်မတ်တော်သူတန်ရှင်းတော်သူဖြစ်ပြီးသားဒါပေမဲ့ယေရှုအပြင်သင်တန်ရှင်းသူလို့သင်ပြောပြီးမယ်လေသင်ဟာဒီသွေးသားဆန္ဒအလိုတွေလိုက်နေခရိယန်နေအများကြီးပဲလေညီကိုမောင်မလေးမညာဘုရားခင်ရှိမှာတေးချဆန်းစေသွေးသားလူကိုလိုက်တဲ့ခါမှာဘာဖြစ်လဲဆိုတော့အော်တာပါစိတ်ကမကြည့်နိုင်ဘူးဖရားကိုကိုးကွယ်တဲ့ခါမှာ confident အပြည့်နဲ့ဖရားသခင်နဲ့တွာလာလို့မရဘူးဖြစ်နေတယ်အမြဲတမ်းကိုယ့်ရဲ့လှုပ်ဆောင်တဲ့ဒီ flash ဒီအသွေးသားအရာတွေအားလုံးကိုပြန်လို့ဆွဲချလို့ခံစားနေရတဲ့အရာတွေအများကြီးရှိတယ်ဖရားလည်းကြီးတော်မူပြုရှင်တယ်ပြုလို့မရဘူးသင်ဘလောက်ပဲ doesn't matter how gifted you areသင်ဘလောက်ပဲသင်ပါတာသင်ဘလောက်ပဲ gifted ဘလောက်ပဲဖြစ်နေပါစေဘလောက်ပဲဝိညာဉ်စုယေရှုနဲ့ပြည့်ပြီးတော့မှဘလောက်ပဲ smart ဖြစ်ပါစေညီကိုမောင်နှမတို့ဘလောက်ပဲ smart ဖြစ်ပါစေဒီအရာကိုသင် okay ဒီတိုင်းဆက်သွားလို့ရတယ်သင်ဒီလောက်လေးပဲသင်ကိုဘုရားခင်30ရှင်တယ်ဆိုဒီတိုင်းဆက်သွားရတယ်ဒီတိုင်းနင် another level ကိုမင်းဆက်တက်ချင်ပြီတခါမှမင်းအမြင့်ဝါမင်းကိုဖျားချင်းနောက်ချင်းအမြင့်ဝါမင်းအိမ်မက်တော်မမှတ်နိုင်တဲ့ဘဝထဲမင်းတကယ်ရောက်ချင်တဲ့ဆိုရင်တော့ purify yourself ညညူးစွာပြောဆိုတဲ့စကားတွေညညူးတာကြည်နေတဲ့အရာတွေညညူးတဲ့အတွေးခေါ်တွေဆရာအဲ့ဒါတွေကျွန်တော်မဖြစ်ချင်ဘူးဘယ်လိုလုပ်ရမလဲဂလာတိအခန်းကြီး9ငယ်16ပြီးတော့သူများကိုကြည့်မရခြင်းသူများကိုအထောက်မတန်အမျက်ထွက်နေခြင်းသူများကောင်းစားတာကိုကြည့်လို့မနာလို့ဒီခြင်းအဲ့ဒါတွေကလေတင်းကို level နောက်တစ်ဆင့်ကိုဖျားဆွဲခေါ်လို့မရဘူးဖြစ်နေတယ်ကွယ်အနက်ဖန်နေမှာကြီးတော်မူပြုရှင်တယ်နနတိုင်းမှာဂုဏတိတ်ကိုပြင်ဆင်တယ်တို့ဘာလို့မရလဲဆိုတော့ဒီ purify yourself ဒါကြောင့်ဖျားခင်မနက်ဖန်နေမှာတဲ့မင်းတို့တော့ငါကြီးတော်မှုကိုပြုရှင်တဲ့အတွက်ကြောင့်တဲ့မကြည့်တော့အရင်ကြည့်တယ်အခုနဂလာတိကိုမသွားခင်လေးမှာဆရာတစ်ချက်လေးဖတ်ပြဆရာချက်လေးဖတ်ပြနော်Hallelujah, hallelujah, hallelujah, hallelujah. မကြည့်ညီကိုမောင်မတော့အေဖတ်လေးကိုခဏလေးမြန်လေးသွားမယ်နော်အေဖတ်အခန်းကြီး4လေးမှာမြန်လေးသွားမယ်ပြီးရင်ဂလာတိ9ကိုပြန်သွားမယ်နော်26မှာအမျက်ထွက်ရာတွင်အပြစ်မရှိစေနဲ့အမျက်မပြေပဲနေမဝင်စေနဲ့ဘာလို့နေမဝင်ခိုင်းတာလဲပြောမင်းနှလုံးသားကိုမင်းတန်ရှင်းအောင်ထားမင်းနှလုံးသားကိုမင်းတန်ရှင်းအောင်ထားဘာကြောင့်ပြောလဲမင်းနှလုံးသားမတန်ရှင်းတဲ့အခါမှာမနှက်ဖန်နေမှာငါပြင်ဆင်ထားတဲ့အံ့ဘွယ်သောအမှုတွေကိုငါပြင်ဆင်ထားတယ်မင်းဝင်လို့မရဘူးဘာလို့စပည့်ဘူးအဟောင်းထဲမှာစပည့်အစ်ကိုငါထည့်ပေးလို့မရဘူးဇဘီဘူအဟောင်းနဲ့မေယာမနေ့ကဇဘီဘူနဲ့မေယာဒီငါပြင်စင်တဲ့ဇဘီအစ်ကိုငါဘလို့ထည့်ပေးလို့ရမှာလဲနာတိုင်းဂယူနာတစ်ကိုပြင်စင်ထားတဲ့ဖရားလို့တို့တချင်းတွေတော့ဆိုတယ်မဟုတ်ဘူးလားဒီနေ့ဖရားရှိအောင်စကားတည်းရဲ့ပြောနေတာ purify yourself တဲ့ကိုတန်ရှင်းဆိုတဲ့စကားပြောဟာဖရားခင်ကတန်ရှင်းပြီးနေပြီလေစာတွေ့အရာပြောမယ်ဆိုတော့ယေရှုခရစ်တော်အဖြစ်ငါတို့ဘုရားခင်တန်ရှင်းစေပြီးပြီလေဟုတ်တယ်ဟုတ်ပြီဒါပေမဲ့မင်းတကယ်တန်ရှင်းလားမင်းရဲ့တွေးခေါ်တန်ရှင်းလားမင်းအသွေးသားဆန္ဒလို့လိုက်ခဲ့တဲ့အချိန်မှာမင်းဘလောက်များနေပြီလဲမင်းတကယ်တန်ရှင်းလားဟုတ်တယ်ယေရှုကြောင့်မင်းကတန်ရှင်းပြီးသား
မင်းဝိညာဉ်တတ်ရှင်းပြီမင်းရဲ့ခန္ဓာကိုယ်မတတ်ရှင်းခြင်းကြောင့်မင်းရဲ့မင်းမင်းရဲ့ခန္ဓာကိုယ်မတတ်ရှင်းကြောင့်မင်းရဲ့ခန္ဓာကိုယ်ထဲမှာငါဝင်တော့အလုံးလုံးချင်တယ်ဘလို့လုံးလို့မရဘူးဖြစ်နေဝိညာဉ်တော့တတ်ရှင်းတယ်မင်းရဲ့ခန္ဓာကိုယ်ကငါရဲ့ဗိမာန်တော်လေငါမင်းထဲကနေအလုံးလုံးချင်တယ်လေငါအလုံးလုံးချင်တယ်ငါမင်းကိုဒီအစ်စ်မှာပဲငါမထားချင်တော့ငါမင်းနဲ့တူငါအလုံးလုံးချင်တယ်မင်းစကားငါစကားဖြစ်ရှင်တယ်ဒါပေမဲ့ငါအလုံးလုံးမရဘူးဘာကြောင့်ဆိုမင်းကဝိညာဉ်ကတော့တတ်ရှင်းသွားပြီဒါပေမဲ့ဒီခန္ဓာကိုယ်ကြီးကမင်းပြောတဲ့စကားတွေကမဟုတ်သေးဘူးမင်းကြည့်တဲ့မျက်လုံးကြည့်တဲ့ဟာတွေကမဟုတ်သေးဘူးမင်းစဉ်းစားတဲ့ဟာတွေမဟုတ်သေးဘူးမင်းအခုမင်းဘာတွေလုပ်နေဆိုတာမင်းအသိဆုံးလေသားလေးငါမင်းရဲ့ထဲကနေအလုံးလုံးချင်တယ်ငါသမီးလေးငါမင်းရဲ့ထဲကနေမင်းရဲ့လက်ကငါလက်ဖြစ်ချင်တယ်မင်းရဲ့မျက်လုံးကငါမျက်လုံးဖြစ်ချင်တယ်မင်းရဲ့နားငါနားဖြစ်စေချင်တယ်ဆိုတော့မင်းမကြားတင်တဲ့ဟာတွေမင်းလိုက်နားထောင်တယ်မင်းကြားတင်တဲ့အရာကြောင့်မင်းဘာလို့နားမထောင်တာလဲဆရာဒီတစ်ပတ်လုံးမှာတင်တဲ့အရာရှိတယ်တေချာနားထောင်ပေးတင်သိတဲ့အရာကိုပဲတင်သိတာကောင်းတယ်မသိတဲ့အရာကိုတင်သိရင်မပြောတဲ့စကားတွေတင်ပြောမိတယ်မပြောတဲ့စကားတွေတင်ပြောမိခြင်းကြောင့်မဖြစ်တဲ့အရာတွေတင်ဘဝမှာဖြစ်လာတယ်ဒါတွေကိုတင်လုံးဝတင်ဒါတွေအကုန်လုံးတင်ရဲ့အတ္တတာထဲကနေဖယ်ရှားရမယ်တနည်းအားဖြင့်မတတ်ရှင်းခြင်းကဘာလဲသိလားကြွယ်ဝခြင်းကဝိညာဉ်တော်အလုတ်လုတ်ခြင်းကနေစတယ်ဒါမဲ့ဝိညာဉ်တော်အလုတ်လုတ်လို့မရနိုင်ဘူးဘာဖြစ်လို့လဲဒီမတန်ရှင်းခြင်းကြောင့်ချက်ပြောပြမယ် online ပေါ်ကနေဆရာတို့လူငယ်တွေတဘာဝဆိုရင် online ပေါ်ကနေနားနဲ့မနာဖွားနဲ့နာ online ပေါ်ကနေရည်စားချင်း online sex တွေလုပ်ကြတယ်တင်တို့ကိုအမားတွေထောက်ပြပြီးတော့ဝမ်းနည်းစေနေတာမဟုတ်ဘူးဒီနေ့တင်အချိန်ရှိတယ်အချိန်ရှိတယ် online sex ပြီးတော့မှ porno movies အတွေ့အခေါ်တွေညင်ညူးခြင်းတွေမကောင်းတဲ့အရာတွေကြည့်တယ်မကောင်းတဲ့အရာတွေနားထောင်တယ်မကောင်းတဲ့အရာတွေဆွဲလန်းတယ်ဒါပေမဲ့သင်ရဲ့အထဲမှာတော့ဘုရားသခင်သင်ကိုမနှက်ဖန်နေမှာကြီးသောအမှုတွေပြင်ဆင်ထားတယ်စပြည့်ဘူးအဟောင်းထဲမှာစပြည့်အစ်စ်ကိုထဲ့ဖို့ရှိထဲ့ချင်တဲ့စပြည့်အစ်စ်ကစပြည့်ဘူးအဟောင်းနဲ့နောက်တနေ့ရောက်လာတော့ထဲ့ပေးလို့မရပြန်ဘူးရက်ထက်ရွှေ့ရပြန်တယ်စောင့်နေရက်ထက်ရွှေ့ပြန်တယ်ဘယ်နှစ်ရက်ကြာနေပြီလဲဘယ်နှစ်လကြာနေပြီလဲဘယ်နှစ်နှစ်ကြာနေပြီလဲအမျက်ထွက်ရတဲ့အပြစ်မရှိစေနဲ့အမျက်မပြေပဲနေမဝင်စေနဲ့ရှင်းထုတ်လိုက်တဲ့အကုန်လုံးဘာလို့ငါမနဲ့ဖာမှာအမှုတိကိုပြုချင်တယ်အမှုတိကိုငါပြုချင်တယ်နှစ်တိအခန်းကြီးနှစ်တိမောသေဩစာဒုတိယဆောင်အခန်းကြီးနှစ်ဒီမှာရှိတဲ့သားသမီးတွေဖခင်အရန်သုံးပြုခြင်းနေပြီဒီမှာရှိတဲ့သူတွေဖခင်အရန်သုံးပြုခြင်းနေပြီတင်းတို့ဖခင်စကားပြောနေယုံကြည်ပေးပါအငယ်20နှစ်20ကြီးစွာသောအိမ်၌ဆရာကျမ်းစာဖိုင်တေချာလိုက်နားထောင်ပြီးပါယေရှုပြည့်ရစေရှင်လို့ကြီးစွာသောအိမ်၌ရွှေတစားငွေတစားသာရှိသည်မဟုတ်တစ်သားတစားမြေတစားရှိ၏အတရေရှိသောတစားအတရေမရှိသောတစားရှိ၏တေချာပြောမယ်တေချာပြန်နားထောင်ကြီးစွာသောအိမ်မှာအိမ်အကြီးပေါ့ကွယ်တဲ့ရွှေတစားရှိတယ်ငွေတစားရှိတယ်တစ်သားတစားရှိတယ်မြေတစားရှိတယ်မြေနဲ့လှုပ်ထားတဲ့အရာရှိတယ်တစ်သားနဲ့လှုပ်တဲ့ဟာရှိတယ်
ငွေနဲ့လုပ်တဲ့ဟာရှိတယ်ရွှေနဲ့လုပ်တဲ့ဟာရှိတယ်အတရေရှိတဲ့တစားအတရေမရှိတဲ့တစားရှိတယ်တဲ့အငယ်21တို့ဖြစ်၍အထက်ဆိုဖြစ်ပြီးတော့အကျင့်တို့ကိုပယ်၍ဘုရားသခင်အသင်ကိုစင်ကြယ်ခြင်းအတ္တတဲ့ကိုဘာလို့ဆွဲခေါ်လဲမိမိကိုစင်ကြယ်စေသောသူမည်ဒီကအတရေရှိသောတစားတန်ရှင်း၍အိမ်ရှင်သုံးစရာကောင်းသောတစားကောင်းသောအမှုများအဖို့လုံးကပြင်ဆင်သောတစားဖြစ်လိမ့်မည်ဒါဆိုရင်တင်ကတင့်ကိုတင်တန်ရှင်းအောင်လုပ်လို့ရသလားယေရှုအပြင်တင်တန်ရှင်းပြီးသားနော်တင်တန်ရှင်းပြီးသားတန်ရှင်းပြီးသားသို့တော့တင်ရဲ့နားတွေတင်ရဲ့မျက်လုံးတွေတင်ရဲ့ပါးစပ်တွေတင်ရဲ့နှလုံးတွေတင်ရဲ့လက်တွေတင်ရဲ့ခြေထောက်တွေမတန်ရှင်းတဲ့အရာတွေအများကြီးရှိတယ်ဖျားအရန်သုံးချင်တယ်အရန်သုံးချင်တယ်ကိုလည်းအရန်အသုံးခံချင်တယ်ဆိုရင်တော့ဖြောင်းမခြင်းပါရမီကိုစံငတ်ခင်မှုတော့သူတို့ဒီမင်္ဂလာရှိတယ်ထိုသူတို့ဒီဝါပြောခြင်းတို့ရောက်တယ်ဝါပြောခြင်းဆိုတာဘိတ်သိက်ဖျားရဲ့ဘိတ်သိက်နဲ့ကြီးမားစွာအသုံးခံခြင်းနဲ့ဆိုရင်ဖြောင်းမခြင်းပါရမီကိုစံငတ်ခင်မှုတဲ့သူဖြစ်ရမယ်ပြောချင်တာကကိုတော့ယေရှုခရစ်တော်အားဖြင့်ကျွန်တော်တတ်ရှင်ပြီးသားဂျေဇုတော်ကြောင့်တတ်ရှင်ပြီးသားတတ်ရှင်တဲ့သူကတတ်ရှင်သောအတ္တနဲ့ပဲအသက်ရှင်တယ်ကျွန်တော်ဖြစ်ခြင်းအမှန်ကိုကျွန်တော်ဖော်ထုတ်ခြင်းတယ် come on ကျွန်တော်ကတတ်ရှင်တဲ့သူကျွန်တော်ဒီညစ်ပတ်စုပ်ပတ်နေတဲ့ဒီလောကသားတွေလုံနေအကျင့်ဇိုးထဲမှာကျွန်တော်လုံးဝမရှိချင်ဘူးကိုရောကျွန်တော်ထဲကနေမဆာပဲဖြစ်လို့ယေရှုတင်တယ်ဆိုပြီးတော့မှဒီနေ့စ၍တင်အပေါင်းတင်ပြောင်းအောင်မယ်တင်ညီညူးစေတဲ့အပေါင်းတင်ပြီးတော့မှတင်အတ္တကိုအမြဲတမ်းကြည့်ရှုမှုကိုညီညူးစေတဲ့ app တွေအားလုံးအကုန်တင် delete လုပ်ရမယ် you have to get rid of it ဘယ်ရရတဲ့ဆွဲချတဲ့လမ်းနေအကုန်ပိတ်ပစ်ဖို့အင်မတန်အရေးကြီးတယ်သင်ကို negative ဖြစ်စေတဲ့အရာတွေဝင်လာစေတဲ့အပေါက်တွေအကုန်ပိတ်ချပလိုက်ပိတ်ချလိုက်သင်အဲ့လိုမျိုးကိုညင်းပယ်လိုက်ရင်တော့ငါနောက်လိုက်ချင်မင်းကိုမင်းညင်းပယ်ရမယ်တဲ့ဟာဒါဆိုကျွန်တော်လောကထဲမှာဘာမှပြောစရာမကောင်းတော့ဘူးလားမျက်မှောက်တော်ကပြောစရာအကောင်းဆုံးဆိုတာသင်သိလာလိမ့်မယ်အဲ့ကြမှာမျက်မှောက်တော်မှာပဲဝမ်းမြောက်ခြင်းတွေငြိမ်သက်ခြင်းတွေစစ်မှန်တဲ့အောင်မြင်ခြင်းတွေရှိတယ်ဆိုတာသင်သိလာလိမ့်မယ်ဒါဆိုဆရာပွင့်လင်းပြောပြမယ်အဲ့ဒီညင်ညူးခြင်းထဲမှာသင်ရှိနေလို့သင်တကယ်ဝမ်းမြောက်လို့လားတကယ်ငြိမ်သက်ခြင်းရှိလို့လားသင်တကယ်တကူပါတဲ့စိတ်ရှိလို့လားအာမခံရတဲ့မရှိဘူးအဲ့ဒီညင်ညူးတဲ့အရာကများအခွင့်ပေးပါဝင်လာသေးလားညင်ညူးသောနတ်အဲ့ဒီညင်ညူးတဲ့နတ်ကဝင်လာရင်တခုပဲလုပ်တဲ့သင်ကိုကြောက်တဲ့စိတ်သွင်းပေးတယ်တကူပါတဲ့စိတ်မရှိနိုင်တော့ဘူးချစ်တတ်တဲ့စိတ်မရှိနိုင်ဘူးရှင်းလင်းတဲ့စိတ်တွေမရှိတော့ဘူးတင်မှာစိုးရင်ချင်းကြောက်ရွံ့ခြင်းတင်နောက်ဆုံးกว่าတင်ဖျားမှုတော့စောင်းနေရင်းနဲ့အဲ့ဒီမကောင်းတဲ့အရာထဲမှာတင်ရှိနေသူများအားပေးနေသူ့ထဲမှာစိုးရင်ချင်းကြောက်ရွံ့ခြင်းတွေရှိနေတယ်အဲ့ဒီမှုတော့စောင်းပင်လေသူမဝမ်းမမြောက်နိုင်တော့တခြားလူတော်မပြောနဲ့အမှုတော်စောင်းပင်လေဒီလိုမျိုးတွေရှိတယ်ရှိတယ်ဒီတော့ကြောင့် purify yourself ဒီနေ့ဆောက်တော့ကိုတော့ကျင်မရဲ့အတ္တကျွန်တော်တတ်တာမှာအောဘွယ်တော့မနှက်ဖက်နေမှာအောဘွယ်တော့အမှုရဆောင်းနေပြီလေအဲ့ဒီအမှုတွေကိုမဝင်စားတာဘာကြောင့်ဆိုတော့ကျမရဲ့အတ္တကျွန်တော်တတ်တော့ကျွန်တော်မပြင်းစင်မဲနဲ့ကျွန်တော်လေးစိတ်အလိုလိုက်ပြီးတော့အသက်ရှင်နေတဲ့အရာကကျွန်တော်ကိုဒီကြီးတော်မှုတွေတင့်ထဲမှာတင်သိတယ်ငါ့ကိုဖျားခင်ချင်းမြောက်မယ်ဆိုတာတင်သိရတာနဲ့ဘာဖြစ်လို့တရက်ပြီးတရက်တလပြီးတလဒီချင်းမြောက်ခြင်းတွေတင်မဝင်စားနေရတာလေဒီဟာလေ
ဒီဟာလေဒီဟာအတင်းကိုရက်တွေတော်တော်ကြာနေပြီပြင်ဆင်ထားတဲ့မင်္ဂလာထဲကိုမဝင်စားနိုင်ဘူးဂလာတိအခန်းကြီး6 sorry ဂလာတိအခန်းကြီး9ငယ်16ငါပြည့်ညတ်ဒီကဝိညာဉ်ပဂရိအတိုင်းကျင့်ကြလောအင်္ဂလိပ်လိုဆိုရင်တစ်ခါတည်းမှတ်ထား walk in the spirit walk in the spirit ဇာတိဝိညာဉ်ပဂတိအတိုင်းကျင့်ကြလောဒိုထိုးတို့ကျင့်လေဇာတိပဂတိအလိုတို့မလိုက်ပဲနေကြလိမ့်မည်တင်းရောအကျင့်တရားတဲ့ပြန်ဆွဲခေါ်တာမို့ဆရာဂျေဇုတရားကိုတိတ်ဟောပြောတယ်လူဂျေဇုတရားတင်းတကယ်ပဲအဲ့ဒီဆာငတ်တဲ့စိတ်ဘာဆာငတ်တဲ့စိတ်လဲငါတရှင်းတဲ့သူလေတရှင်းတဲ့သူငါဖြစ်ချင်းအမှောင်ငါဖော်ထုတ်ရမယ်ငါဖျားသားငါတရှင်းတဲ့သူဘာကြောင့်ညညူးချင်းနဲ့ဆက်ဆံရမှာလဲဆိုတဲ့ဒီနှလုံးသားဒီအတွေးခေါ်ဝင်လာပြီးတော့မှဒီနေ့စရွေကိုတော့လောကသားအသက်ရှင်တယ်လို့လောကသားပြောဆိုတယ်လို့လောကသားကြင်ကြံတယ်လို့လောကသားတွေအသက်တာမျိုးကျွန်တော်မဖြစ်ချင်တော့ကျွန်တော်လည်းမဆိုင်ဘူးဆိုတော့တင်ပါလို့မဒီနေ့စပြီးတော့မှဒီဝိညာဉ်တော်နဲ့များမေတ္တာဖွဲ့ပြီးတော့တခုဖြစ်လာရင် no ဒီအရာကြောင့်လည်းမဆိုင်ဘူးဘာလို့ကြီးတော်မှုပြုမဲ့အသက်တာကျွန်တော်ဖြစ်တယ်အံ့ဘွယ်သောအမှုတွေကိုပြုမဲ့တော့ကျွန်တော်ပဲဖြစ်တယ်ဘာလို့လဲမနှက်ဖန်နေရမှာပဋိညာဉ်တစ်တာရှိရနဲ့တွားပြီးတော့တရှိခြင်းတက်တာပြင်ဆင်တဲ့လူတွေအသက်တာပဋိညာဉ်တစ်တာရှိရတွားတဲ့အခါမှာပဋိညာဉ်တစ်တာဆိုပါလဲဘုရားခင်အတူရှိခြင်းတရှင်းခြင်းကိုပြင်ဆင်လို့တွားတဲ့အခါမှာတဲ့ဘာဖြစ်လဲသိလားယောနာမင်းနဲ့ချန်ကွဲတယ်သူတို့ဖျက်လျှောက်သွားနိုင်တယ်တင်းရဲ့အသက်တာထဲမှာတင်းဒီပြင်ဆင်မှုနဲ့တွားမယ်ဆိုရင်ဖယားအတူရှိခြင်းတတ်တယ်ပြင်ဆင်ခြင်းနဲ့အတူသွားတဲ့အခါမှာဖယားအတူရှိခြင်းနဲ့သွားတဲ့အတွက်ကြောင့်ပိတ်ဆို့ထားတဲ့ယော်ဒန်မြစ်လိုမျိုးပိတ်ဆို့ထားတဲ့အရာတွေအလုံးအကုန်ကွဲထွက်သွားပြီးတော့တင်ခန္ဓာပြည်တဲ့ကိုချင်းဝေါတိုင်းဝင်ရတဲ့ခွင့်ကိုဖျားခင်ပြင်ဆင်ပေးလိမ့်မယ်ယော်ဒန်မြစ်တဲ့အရှင်အဟုန်နဲ့ဝင်ရတဲ့ခွင့်ကိုဖျားခင်ပြင်ဆင်ပေးလိမ့်မယ်နာရှိတော်သူမိဒီကကြားပါစေဖယားသခင်ဓာတ်ရိုက်စကားပြောနေတာဖြစ်တဲ့အတွက်ကြောင့်တင်တို့တကယ်ပဲငါအတွက်ဖြစ်တယ်လို့ခံယူပြီးတော့မှ purify yourself yes ဖယားခင်တန်ရှင်းတဲ့ဖယားဝိညာဉ်ဖယားငါဒီဝိညာဉ်နဲ့တွားတဲ့ခါကြတော့မှဝိညာဉ်ပဂရိတဲ့အသက်ရှင်တဲ့ခါကြတော့မှဝိညာဉ်တော်နဲ့တလုံးတဝတဲ့ဖြစ်ပြီးတော့မှဤစာထိုရဘာစီတီယာကဘာဝိညာဉ်တော်တလုံးတဝတဲ့ဖြစ်သွားတဲ့အခါမှာဟိုဝိညာဉ်တော်ကငါအထက်နဲ့ကြီးမားစွာအလုပ်လုပ်ပြီးတော့လူပေါင်းမြောက်များစွာငါအဖြစ်ကောင်းကြီးဖြစ်ရမယ်နာရှိတော်သူမိဒီကကြားပါစေတင်းရဲ့အမြင်တင်းရဲ့တွေးခေါ်တင်းရဲ့ဖယားသားပါတင်းရဲ့ဖယားသမီးပါလောကသားတွေကြည့်တဲ့အတိုင်းတင်းကြည့်နေတင်းအစ်စ်မဟုတ်ပါဘူးအဲ့ဒါလောကသားတွေလှုပ်တဲ့အတိုင်းလောကသားတွေပြုတ်တဲ့အတိုင်းတင်းလိုက်ပြုတ်နေတင်းအစ်စ်မဟုတ်ဘူးတင်းအစ်စ်ကဖယားသားတင်းအယံတရှင်းတဲ့သူတင်းကကောင်းသောအရာကိုပဲရွေးချယ်တဲ့သူဝိညာဉ်တော်နဲ့ပဲများမိသားဖွဲ့တဲ့သူတင်းဘာဖြစ်လို့ social media နဲ့ညညူးခံနေဦးမှာလဲတင်းရဲ့ conscious ကို clear ဖြစ်ပါစေ conscious clear ဖြစ်ပါစေယေရှုကြောင့်တင်းရဲ့တန်ရှင်းတော်သူဖြစ်ပြီးသားပါတင်းရဲ့ဖြစ်ခြင်းအမှန်ကိုလူတွေမြင်ပါစေတင်းရဲ့ဖြစ်ခြင်းအမှန်တင်းရဲ့တန်ရှင်းတော်သူဖြောက်မှတ်တော်သူတင်းရဲ့မင်းစည်းစိမ်ရှိတဲ့ယေဘရဟိအမျိုးပိုင်ထိုက်တော်အမျိုးရွေးချယ်ခံထားတဲ့အမျိုးဒါကြောင့်ဒီနေ့စပြီးတော့မှတင်းရဲ့အတ္တကြည်ရှုခြင်းပြောဆိုခြင်းစဉ်းစားခြင်းရှောက်လန်းခြင်းတစ်ခုချင်းစီတိုင်းဟာပြင်ဆင်မှုနဲ့သွားမယ်ဆိုရင်တော့မနှက်ဖန်ဆိုတဲ့တင်းရဲ့အနာဂတ်ဟာကြီးတော်မှုတွေပြည့်ပြုဖို့တင်းကိုစောင့်နေပြီ Are you ready to prepare yourself purify yourself to receive the great things that God prepare for us ဖျားပြင်ဆင်ထားတဲ့မင်္ဂလာတွေကိုဝင်စားဖို့လက်ခံရယူဖို့အတွက်တင်တကယ် ready ဖြစ်ပြီလားမိမိကိုမိမိပြန်လဲပြင်ဆင်လဲဒီနေ့စပြီးတော့မှငါရဲ့
အမြင်အကြားအတွေ့ခေါ်နှလုံးသားအကုန်လုံးဟာ purify 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 ဖျားခင်ကျွန်တော်ရှမတတ်တာကိုတန်ရှင်းစေတဲ့ဖျားတန်ရှင်းတော်သူအနေနဲ့နေရစနေမှာဆက်လက်ပြီးတော့သွားနိုင်ဖို့တင်ညင်ညူးချင်းထဲမှာတင်တိုးမှန်မပြောဘူးဗျာတိုးဆိုတာကလမ်းသွားနေရှွန့်ပေတတ်တယ်ဒါပေမဲ့ဝက်လို့ရှွန့်မလူဘူးဗျာအဲ့ဒီရှွန့်ထဲမှာသူမပြောဘူးကျွန်တော်လည်းမပြောပါဘူးတင်ကတိုးမှန်ရင်ရှွန့်လုံးထဲမှာမပြောတတ်ပါဘူးဝက်လို့တင်မျက်မှောက်တုံမှာပဲပြောတဲ့သူပါမှတ်ထားမတတ်ရှင်းချင်းဟာကောင်းကြီးမင်္ဂလာကိုပိတ်ဆို့စေတဲ့အကြီးဆုံးတော်ရာဖြစ်တယ်အဲ့ဒါကို blessing blocker လို့ခေါ်တယ်အင်္ဂလိပ်လိုဆိုရင် blessing blocker ဘာလဲတိလားတန်ရှင်းခြင်းမရှိခြင်းယေရှုရှောင်းတင်တန်ရှင်းပြီဒါပေမဲ့တင်မကြော်လွန်နိုင်တဲ့ညဉ့်ညူးခြင်းအရာတွေရှိနေသေးတယ်ဆိုရင်တင်သူများမကောင်းပြောနေတဲ့အရာတွေသူများကြည့်လို့မရနေတဲ့အရာတွေနှလုံးသားတန်ရှင်းလောက်ကြရအောင်ဒီနေ့သူများအထောက်မတန်အမျက်ထွက်တဲ့အရာတွေတင်လူတယောက်နာမည်တို့ကိုယ်တော်မှမကြားချင်တော့တဲ့အရာတွေရှိတယ်လို့ဆရာယုံကြည်တယ်ပြန်ဖြစ်စင်မယ်ကိုပြန်ဖြစ်စင်မယ်ကိုဒီနေ့နှလုံးသားတန်ရှင်းပြန်လို့ရအောင်အလုံးသားရစ်ကိုပူဇော်ကြရအောင်ဒီနေ့ခွင့်မလွတ်နိုင်တဲ့အရာတွေချီနှောင်ထားတဲ့အရာတွေညှဉ်းညူးနေတဲ့အရာတွေချစ်သူရည်စားတွေတည်တယ်ဖယားရှိလူရှိလက်မထပဲနဲ့အိတ်ချင်ရမကောင်းဘူးဆိုတာသိပေမဲ့တွေ့ရင်အချင်းချင်းအိမ်မိနေကြတယ်တင်းကိုဖယားအရန်ချစ်တဲ့အခါမှာငါသားသမီးဘယ်တော့ပြန်တိုးဝင်လာပြီးတော့မှကျွန်တော်ကျမတို့ဒီထက်နဲ့လွတ်မြောက်ချစ်ပြီးကိုတော့ကျွန်တော်တို့ကဒီလိုမျိုးလူတွေမဟုတ်ဘူးကျွန်တော်တို့ကတရှင်တော်တတ်တာနဲ့တရှင်မဲ့လူတွေဖြစ်တယ်ဆိုတာသားသမီးသိပါတယ်ကိုတော့ရမစားချင်းလိုအပ်တယ်လို့ပြန်တိုးဝင်တာဘယ်နည်းပြန်တိုးမလဲစောင့်နေတဲ့ဖယားကငါသူများနဲ့သွားအိတ်တာမှမဟုတ်တာအပြင်မှာသွားပြီးတော့မှအသားချင်းထိပြီးတော့မှအိတ်နေတာမှမဟုတ်တာ online မှာပဲနှလုံးသားထဲမှာညှဉ်းညူးနေတဲ့အရာတွေကလည်းကြီးတော့မှုမနှက်ဖန်နေမှာကြီးတော့မှုပြုဖို့တင်းကိုဝေးတဲ့ဝေးနေစေပြီဒီမှာရှိတဲ့ဆရာရဲ့မိသားစုတွေသားသမီးတွေဆရာအားပေးခြင်းတဲ့အရာတော့ဒီနေ့ဖခင်ဆရာကိုဒဲစကားပြောတဲ့အရာတော့ purify yourself မနှက်ဖန်နေမှာကြီးတော်မှုပြုခြင်းမိငါသားသမီးတို့ဒီနေ့ဆုံးဖြတ်ချက်နဲ့ပြန်လှည့်လာရအောင် purify yourself တင်ရဲ့နှုတ်တင်ရဲ့အမြင်တင်ရဲ့နှလုံးသားသူများကိုကြည့်မရခြင်းသူများမနာလို့ခြင်းသူများကောင်းစားတာကိုကြည့်ပြီးတော့မှဒုက္ခရောက်ဖို့မျှော်လင့်နေတဲ့စိတ်နှလုံးတွေဟာဘုရားသခင်အင်မတန်မှယွန်ရှာတဲ့စိတ်နှလုံးတွေဖြစ်နေတယ်ဒီနှလုံးသားတွေဒီနေ့အမြစ်ကနေဆွဲထုတ်ပြဖို့ဝိညာဉ်တော်မဆာလိမ့်မယ်ဆရာနဲ့ agree လုပ်ချင်တဲ့သူတွေလက်ကလေးတွေဒီထဲမှာထောင်လာပေးပါဆရာအားလုံးစက္ကဆူတောင်းပေးမယ်ဒီထဲမှာလက်ကလေးတွေအကုန်ထောင်လာပေးဆရာဆူတောင်းပေးမယ်ဒီထဲမှာဒီ sign လေးတွေမှာဟုတ်တယ် sign လေးနဲ့လက်လေးတွေပြပေး yes ဆရာဆူတောင်းကောင်းကြည့်ပေးမယ်ဆရာဆူတောင်းကောင်းကြည့်မယ်ဒီနေ့လွတ်မြောက်မယ်ဒီနေ့စပြီးတော့ဖျားပြင်ဆင်တဲ့နယ်နမိတ်အစ်စ်ထဲမှာမနှက်ဖန်နေမှာကြီးတော်မှုပြုမယ်ဒီကျမ်းပိုက်ကိုမှတ်ထားပေး
ယောရှုမစခန်းကြီးတော့ငယ်9ထဲမှာကိုတရှင်းစေကြလောမနက်ဖန်နေ့မှာထာဝရဘုရားသည်အံ့ဘွယ်သောအမှုကိုပြုမယ်နှစ်ချက်ပဲဆရာဒီနေ့ပြောခဲ့တယ် purify yourself ကိုတရှင်းချက်တတ်တာရှိမနက်ဖန်နေ့မှာအံ့ဘွယ်သောအမှုကိုဘုရားရှင်ပြုမယ်မိမိတတ်တာအလုပ်ပြဆက်ကရအောင်ဒီနေ့မိမိတတ်တာအလုပ်ပြဆက်ကရအောင်ဒီနေ့ကျွန်တော်လုံးသားသေးမှာခရစ်တော်ရဲ့စိတ်တော်နဲ့အားလုံးကိုကောင်းကြီးပေးတတ်ပြီးအားလုံးကိုခွင့်လွတ်တတ်ပြီးအားလုံးကိုတကယ်ပဲဖြူစင်တဲ့နှလုံးသားနဲ့ချစ်တတ်တဲ့နှလုံးသားဖြစ်စေဖို့ကျွန်တော်ကျမတတ်တာပြန်ဆက်ကပ်ပါမယ်ဆိုတဲ့သူတွေနှလုံးသားကိုပြန်လဲပြီးတော့ပြင်ဆင်တဲ့အနေနဲ့လက်ကလေးတွေထောင်ထားပေးပါဆရာဆုတောင်းကောင်းကြီးပေးမယ်ဆရာဆုတောင်းကောင်းကြီးပေးမယ် in the name of Jesus in the name of Jesus Hallelujah, hallelujah, hallelujah. To God be the glory. Hallelujah, hallelujah. Dinia sai jido mugo tenai piaken piu me sura yongche ting o naji on located do the hobare amande api hobare ting o naji on located do the naji on located do the mambare ting o timbaloma mame nai lao piket tibare tabi meတင်းနှလုံးသားထဲမှာဖခင်ရဲ့မေတ္တာသာအုပ်စိုးပါစေအုပ်စိုးပါစေဖခင်ဒီနေ့ဒီမှာရှိတဲ့သားတွေသမီးတွေအရောက်ရှိတဲ့ကျွန်တော်ယေရှုနာမနဲ့ကောင်းကြီးပေးပါတယ်မနက်ဖြန်နေ့မှာအောပွေသောအမှုတွေကိုကိုတော်ဒီမှာရှိတဲ့သားတွေသမီးတွေရဲ့အိမ်တောင်တိုင်းအတ္တတာတိုင်းကိုတော့ပြုတော်မှာဖြစ်တဲ့ဆိုတာရှုံနေဖဖေတာယုံနေဖဖေဒါပေမဲ့တာပြီးတော့အတ္တတာထဲမှာလူတွေမသိပေမဲ့ကိုရောသိတယ်ကိုရောရှိမှဘယ်မှာဖုံးထားလို့မရပဲတတ်တာထဲမှာညညိုးနေတဲ့အရာတွေအလုံးဒီနေ့ကစပြီးတာပြီးတော့လုံးဝမဆိုင်တော့ဖြစ်ကြောင်းယေရှုနာမနဲ့ကြေညာပါတယ်တာပြီးတော့ယေရှုနဲ့သက်ဆိုင်တော့သူများဖြစ်တဲ့အတွက်ကြောင့်ဒီမကောင်းမသိတဲ့အရာတွေဒီခန္ဓာကိုယ်တရှင်တော်ဝိညာဉ်တော်ကျင့်ဝတ်တဲ့ဗိမာန်တော်ပဲဖြစ်ရမယ်တရှင်တော်ဝိညာဉ်တော်ကျင့်ဝတ်တဲ့ဗိမာန်တော်နေရာမှာဘယ်အရာမှညညူးချင်းကြောင့်ဝိညာဉ်တော်လှုပ်ရှားလို့ဝိညာဉ်တော်ကျင့်ဝတ်လို့မရတဲ့အတ္တတာမဖြစ်စေဖို့ဝိညာဉ်တော်စိတ်နာသွားတဲ့အတ္တတာမဖြစ်စေဖို့ယနေ့ကိုရရှင်ဖျားတရှင်တော်ဝိညာဉ်တော်အားဖြင့်တရှင်စင်ကြယ်စေပါအတွေ့အထိအမြင်တဲ့အတ္တတာတည်တဲ့နဲ့စတင်လို့စက္ကတ်အတာသမီးဖြစ်စေပါပြောဆိုခြင်းကြည်ကြပြုမှုခြင်းသူတို့ဘာကိုချစ်ခြင်းဝိညာဉ်သဘောနဲ့အသက်ရှင်နိုင်ခြင်းကောင်းကြီးတွေဒီယနေ့ဒီသားသမီးတော်သက်ရောက်ပြီး walk in the spirit not walk by the flesh walk in the spirit ဝိညာဉ်တော်နဲ့အတူလျှောက်လမ်းပြီးဝိညာဉ်တော်မနစ်သက်တဲ့အရာတွေကိုမစင်စားဘူးမကြည့်ဘူးမတွေးဘူးဒီຢာတွေကိုလည်းကိုယ်ခွန်အားနဲ့မတတ်နိုင်ဘူးဝိညာဉ်တော်မဆဖို့တခါတည်းတာတောင်းခံတယ်ဝိညာဉ်တော်လမ်းပြမဆဆွဲခေါ်ခြင်းအဖြစ်ယနေ့တရှင်တော်တတ်တာနဲ့ဝိညာဉ်တော်ဒီပျော်ပါပြီးတော့လွတ်လပ်စွာအလုံးလို့ရတဲ့တတ်တာဖြစ်ခြင်းအဖြစ်ရောက်တဲ့နေရာတိုင်းမှာမျက်နှာသာနဲ့ချီးမြှောက်ခြင်းနဲ့ဘုံတော်ထင်ရှားတဲ့အတ္တတာတွေသူတို့ဘာအတွက်ပြန်လဲပြီးတော့စိုင်းရည်တွင်စီးထွက်စေတဲ့ကောင်းကြီးမင်္ဂလာစီးထွက်ရအတ္တတာတွေဖြစ်စေဖို့ယနေ့ကစ၍အံ့ဘွယ်သောအမှုကိုပြုတဲ့မင်္ဂလာထဲမှာဝင်စားတဲ့သူများဖြစ်ရပါမည်ကြောင်းဘုရားရှင်အောဘွယ်ရယော်ဒန်မြစ်နှစ်ချမ်းကွဲပြီးဘုရားသခင်ခါနာပြည်ထဲဝင်စားတဲ့မင်္ဂလာရရှိစေဖို့အနေပိတ်ကာထားတဲ့ယော်ဒန်မြစ်ဒီဒီနေ့တန်ရှင်တော်တတ်တာနဲ့ကိုရောအတူရှိခြင်းနဲ့ဗြိဉ္ဉ်တစ်တာနဲ့အတူသွားတဲ့ကဲ့သို့ပြင်ဆင်ပြီးတော့မှကိုရောအတူရှိခြင်းနဲ့သွားတဲ့အတ္တအရာအလုံးကွဲသွားပြီးတော့မှပိတ်ဆို့ထားတဲ့မြစ်တွေချောင်းတွေအမင်္ဂလာတွေအကုန်လုံးကွဲထွက်သွားပြီးခန္ဓာပြည်ထဲဝင်ရတဲ့ကဲ့သို့ယနေ့ကိုရောသားသမီးတွေဝင်ရသောအကြောင်းရှိပါစေလက်တော်ထဲမှာအနှံနဲ့အထူးချင်းမြောက်ခြင်းနေရာယူပါစေဘုံတော်တာ၍ထင်ရှားပါစေအမှုတစ်ကိုပြုတဲ့သားသမီးတွေဖြစ်စေဖို့အတ္တတာတိတိကိုစက္ကအနှံလဲနှလုံးသားရစ်ကိုပူဇော်နေတဲ့သားမီးရောက်စီတိုင်းတန်ရှင်သောနှလုံးသားနဲ့ဒီနေ့ဆာဘရာဖြူစင်သောလက်နဲ့ကိုရောကိုးကွယ်သောသူများဖြစ်ပြီးဖြစ်ကြောင်းယေရှုခရစ်တော်နာမနဲ့ဆုတောင်းကောင်းကြီးပေးလိုက်ပါတယ်အဖထာဝရမြတ်စွာသောဘုရားသခင် Amen and amen to God be the glory hallelujah ဒီမှာရှိတဲ့မိသားစုတွေဒီနေ့နှုတ်ကပတ်တော်အတိုင်းတကယ်ကိုပဲဘုရားသခင်နှစ်သက်သော purify yourself နှလုံးသားစင်ကြယ်သောနှလုံးသားနဲ့တရှင်တော်သူယေရှုအပြင်ဖြစ်ပြီးသားပါတရှင်တော်အတ္တတာနဲ့
ရှောက်လှမ်းဖို့ဝိညာဉ်တော်သည်တင်းကိုနေ့တိုင်းမဆပြီးတင်းရဲ့အတ္တတာပင်လူတွေမြောက်များစွာကောင်းကြီးဖြစ်ပါစေ